ပြန်24ရက်နေ့ဟာဆရာတို့ရက်ရစာနေ့ကြပါတယ်ဒီ6လပိုင်းမှာ24ရက်နေ့ဟာရက်ရစာနေ့ကြတဲ့အပြင်ဟိုမှအကျွေးတွေအကုန်လုံးကြေမဲ့နေ့တစ်နေ့လည်းဖြစ်တယ်เนาะကိုကဝေကျွေးပဲရှိငွေကြီးအကြောင်းအကျွေးတွေပဲရှိဘာအကျွေးပဲရှိအကျွေးတွေဆက်လို့မကုန်နိုင်တဲ့အကျွေးတွေအကုန်လုံးเนาะကြေမဲ့နေ့တစ်နေ့ဖြစ်တယ်အဲ့ဒါကြောင့်မလို့ရက်ရစာနေ့လည်းကြတယ်အကျွေးဟူသမျှကြေမဲ့နေ့လည်းဖြစ်တဲ့အတွက်ဒီနေ့မှာဆရာပြောပြသွားမယ်ရေရရာကိုလုပ်မယ်ဆိုရင်ကို့မှာရှိတဲ့အကျွေးတွေအားလုံးကြေသွားပါလိမ့်မယ်เนาะဆရာတို့အကျွေးကြေဖို့ဆိုရင်ငွေဝင်ဖို့လိုတယ်เนาะတချို့ကလူတွေကအကျွေးကြေဖို့ဘာလုပ်ရမလဲပဲမေးနေတာဆရာတို့အကျွေးကြေဖို့အတွက်ကငွေဝင်ဖို့လိုတယ်ငွေဝင်ဖို့အတွက်ကဘာလို့လဲဆိုရင်လက်ပွင့်လက်ရွှင်ဖို့လိုတယ်လက်ပွင့်လက်ရွှင်ဖို့အတွက်ဘာလို့လဲဆိုရင်ကုသိုလ်ကံကောင်းနေဖို့လိုတယ်ကုသိုလ်ကောင်းမှုတွေကိုကလုံနေမှပြေဝနေမှကိုနတ်ကောင်းနတ်မြတ်တွေကလည်းစောင့်ရှောက်မယ်မိကောင်းဆွေကောင်းတွေလည်းရရှိမယ်အကြံဉာဏ်တစ်တွေလည်းပေါ်ပေါက်လာပြီးတော့မှကိုကမိတ်တစ်ဆွေတစ်လက်ပွင့်လက်ရွှင်ကံထူးကံကောင်းပြီးတော့မှငွေဝင်အကျွေးကြေသွားမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဆရာကအမြဲတမ်းဆရာပရိသတ်တွေကိုကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့မှเนาะရရှိလာတဲ့ငွေကြေးနဲ့ဖြူစင်တန်ရှင်းစွာဘလို့အကျွေးတွေကြေအောင်လုပ်ရမလဲဆိုတာအမြဲပြောပြလေးရှိတယ်သင်ကြားပေးလေးရှိတယ်เนาะအဲ့ဒါကြောင့်မလို့ဒီနေ့မှာကိုတက်လုံးဆက်လို့မကုန်နိုင်တဲ့အကျွေးတွေကိုအကျွေးကြေစေမဲ့ရရလေးတစ်ခုကိုဆရာပြောပြပေးမယ်เนาะဒီရရလေးကိုဒီ24ရက်နေ့ရရစာနေ့မှာပြုလုပ်ရမှာဖြစ်တယ်နေ့တိုင်းပြုလုပ်စရာမလိုဘူး24ရက်နေ့မနက်9:00နာရီကနေမနက်17:00နာရီခွဲတွင်ကိုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအနီရောင်ပါတဲ့အချိုရည်တစ်ခွက်ကိုကတ်လို့ရမှာဖြစ်ပါတယ်အနီရောင်ပါအချိုရည်ကတ်ရစတော်ဘယ်ရီလဲရတယ်ဗာလဲရအနီရောင်ပါတဲ့အချိုရည်တစ်ခွက်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လို့မယ်ပြီးရင်ဆရာတို့အာလူးကြော်စွန်းထမင်းနဲ့တကွာအာလူးကြော်ကတ်လို့မယ်အာလူးကြော်ကတော့အိမ်မှာကြော်လဲရတယ်ကိုကအာလူးကြော်ဒုံလေးတွေဝယ်ကတ်လဲရတယ်ပြီးရင်ဆရာတို့စီမီအဖြူရောင်တတိုင်းကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပူဇော်မယ်ပြီးရင်အမွေးတိုင်းတတိုင်းကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပူဇော်မယ်ပြီးရင်ဂုံတော်9ပါးကို9ကောက်ရွတ်မယ်เนาะပြီးရင်ဆရာတို့ငှက်စာကျွေးတာခွေးစာကျွေးတာငါးစာကျွေးတာအဲ့3မျိုးတွေကတစ်ခုလုံးဖြစ်အောင်လုပ်ပါเนาะကိုစားလုပ်ပေးလို့လည်းရပါတယ်တကယ်လို့နိုင်ငံရခြားမှာရောက်နေလို့ငါးစာခိုးစာငှက်စာကျွေးဖို့အစင်မပြေတဲ့သူတွေကတော့မြန်မာပြည်မှာရှိတဲ့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကိုလှုပ်ခိုင်းလို့ရတယ်မြန်မာပြည်ရသူတွေကတော့လွယ်ကူရိုးရှင်းပါတယ်เนาะကိုယ့်ရင်ရှည်ထွက်လိုက်တာနဲ့ကိုလမ်းမေးခွေးလေးတွေကအများကြီးရှိကြတာများပါတယ်အဲ့တော့တေချာလေးလုပ်ပါယုံကြည်နဲ့သာလုပ်ပါဒီအရာကိုလုပ်ပြီးပြီဆိုတာနဲ့တဖြည်းဖြည်းနဲ့လက်တွေပွင့်လက်တွေရွှင်ပြီးငွေတွေဝင်ပြီးတော့အကျွေးတွေကြေလာလိမ့်မယ်ဆိုတာကိုအာမခံပါတယ်ဆရာရရတွေကအယံကိုမှအစွမ်းထပ်ပြီးတော့ထူကြပြီးတော့ကုသိုလ်ကောင်းမှုတွေနဲ့เนาะစွမ်းအားတွေပြည့်နေတဲ့ရရဖြစ်တဲ့အတွက်ဆရာပရိသတ်တွေယုံကြည်နဲ့လုပ်ဖို့ပဲဆရာပြောခြင်းနဲ့เนาะကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မှဒီ24ရက်နေ့မှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဆက်လို့မကုန်နိုင်တဲ့အကျွေးတွေကြေစေဖို့ငွေဝင်စေဖို့သာဆူတောင်းမှာအကုန်လုံးဆက်လို့မကုန်နိုင်တဲ့အကျွေးတွေကိုအမြန်ဆုံးကြေပြီးတော့ငွေတွေဝင်လာလိမ့်မယ်ထီတွေချဲတွေပေါက်လာလိမ့်မယ်စီးပွားတက်ပြီးတော့အယောင်းဝယ်တွေကောင်းလာပါလိမ့်မယ်ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးဒီဗီဒီယိုလေးကို share ထားပေးပါများလေးသာ share ထားပေးပါပြီးတော့ comment မှာလည်းမိမိရဲ့နေ့နံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဆူတောင်းပေးပါမယ်